တကယ်လို့ကောင်းကင်ကလာမကြည့်တာကျွန်တော်တို့ကဘာနဲ့အစမတန်နီးကပ်လာမယ်ဆိုရင်ကျွန်တော်တို့အတွက်ဘယ်လောက်ထိတောင်အံ့ဩဖို့ကောင်းလိုက်မလဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ရုပ်ရှင်တွေထဲမှာလည်းကြည့်ဘူးကြလိမ့်မယ်။လာကဘာနဲ့နီးကပ်လာတဲ့အချိန်မှာကဘာမြေပြင်ပေါ်မှာရှိတဲ့အရာဝတ္ထုပစ္စည်းတွေကလေပေါ်မှာမြောက်တက်သွားတာတွေပြီးတော့ရည်ရည်ရရှမ်းဖြစ်တာတွေကိုကျွန်တော်တို့ရုပ်ရှင်တွေထဲမှာလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးလာနဲ့အနီးဆုံးရှိတဲ့နိုင်ငံကလည်းကျွန်တော်တို့ကဘာကြီးပေါ်မှာရှိပါတယ်။ဆိုတော့အဲ့ဒီနိုင်ငံကဘယ်နိုင်ငံဖြစ်မလဲ။ပြီးတော့ရုပ်ရှင်တွေထဲကလိုပဲဖြစ်နေမလား။ဘာကြောင့်လာနဲ့နီးနေရလဲသူတို့နိုင်ငံရဲ့ရာသီဥတုအပေါ်မှာရောဘလို့အကျိုးသက်ရောက်မှုတွေရှိနေမလဲဆိုတာကိုဒီဗီဒီယိုလေးမှာစိတ်ဝင်စားပွဲပြုဖြစ်ပွဲပြောပြပေးသွားပါမယ်။တကယ်တော့ကျွန်တော်တို့ကဘာကြီးကလုံးဝနေတာကြောင့်လာနဲ့အနည်းဆုံးနိုင်ငံဆိုတာတသက်မှတ်မရှိဘူးလို့ထင်ရပြီမယ်။အီကွေတော်ပေါ်မှာရှိတဲ့နိုင်ငံတွေကတော့လာနဲ့အနည်းဆုံးဖြစ်ပါတယ်။အဲ့ဒီမှာလာနဲ့အနည်းဆုံးလို့သတ်မှတ်ထားတဲ့နိုင်ငံကတော့အီကွေတော်နိုင်ငံကရှင်ဘိုယာတိုတောင်တိတ်ဖြစ်ပါတယ်။ကမ္ဘာဘိုကနေတိုင်းတာရင်လည်းအာကာသနဲ့အနည်းဆုံးနေရာလည်းဖြစ်ပါတယ်။အဲ့တော့ဒီနိုင်ငံကဘာကြောင့်လာနဲ့နီးနေရတာလဲဆိုတော့ကျွန်တော်တို့ကဘာကြီးရဲ့အလဲအီကွေတာနေရာကဖောင်းထွက်နေပါတယ်။ကဘာကြီးလည်ပတ်နေတဲ့အချိန်ကြောင့်အလဲပိုင်းကအပြင်ကိုကတ်ထွက်နေပြီးတော့အီကွေတာပေါ်မှာရှိတဲ့နိုင်ငံတွေကတခြားနိုင်ငံတွေတဲ့အာကာသနဲ့ပို့ပြီးတော့နီးကပ်သွားပါတယ်။ဆိုတော့လာကဘာကိုပတ်တဲ့အချိန်ဒီအီကွေတာပေါ်ကနိုင်ငံတွေရဲ့အပေါ်တက်တဲ့ကိုလာရောက်လာတဲ့အချိန်မှာအဲ့ဒီနိုင်ငံတွေဟာလာနဲ့အနည်းဆုံးဖြစ်သွားတာပါပဲ။အဲ့ဒီမှာလာနဲ့ပိုနီးတာကအီကွေတော်နိုင်ငံကရှင်ဘိုယာတိုတောင်တိတ်ဖြစ်ပါတယ်။နောက်တစ်ချက်ကရာသီဥတုအရှင်တွေပါ။လာတဲ့နေတဲ့အတွက်ကမ္ဘာမြေစွမ်းအင်ကနည်းပြီးတော့ရာသီဥတုအရှင်တွေကတော့ပုံမှန်မဟုတ်ပါဘူး။ဒီနိုင်ငံကကမ္ဘာအလယ်ပိုင်းဖောက်ထွက်နေတဲ့နေရာမှာရှိတာကြောင့်လေထုလာကတခြားနေရာတွေတဲ့ပိုပြီးတော့ပါပါတယ်။ဒါကြောင့်နေရောင်ကြီးနဲ့လက်အောင်ကြီးတွေမှာပါတဲ့ခဲလိုရောင်ကြီးတန်းကိုတိုက်ရိုက်ခံရပြီးနေလောင်လွဲတာအပူချိန်ပြင်းတာမျိုးဖြစ်တတ်ပါတယ်။လေထုပါလာတဲ့အတွက်နေဘက်မှာနေရောင်ကိုတိုက်ရိုက်ခံရပြီးအလွန်ပူပေမဲ့ညဘက်ရောက်ရင်အပူကိုထိန်းထားပေးမဲ့လေထုသေးသေးသာမရှိတဲ့အတွက်အပူချိန်ကရုတ်တရက်ထိုးကျသွားတတ်ပါတယ်။ဒီနိုင်ငံမှာဒီတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ်။တကယ်လို့သာမိတ်ဆွေတို့ကအဲ့ဒီနိုင်ငံကရှင်ဘိုယာတိုတောင်တိတ်မှာရက်နေမယ်ဆိုရင်ကမ္ဘာပေါ်ကတခြားလူတွေထဲလာမကြီးနဲ့ပိုပြီးနီးကပ်သွားမှာဖြစ်တယ်လို့အာခါသားတွေကိုလည်းအနည်းဆုံးရောက်ရှိသွားမှာပါ။ဒါဟာသဘောတရားကဖန်တီးပေးထားတဲ့အံ့ဩစရာကောင်းတဲ့ပရိဝင်အနေအထားတစ်ခုပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားအောင်မှာမို့ channel လေးကို like and subscribe လုပ်ပြီးတော့လည်းအားပေးခဲ့လို့ရပါတယ်ဗျာ။